တော့လုံးတွေရှုံးနေပြီဆိုတော့အားလုံးစင်စင်ဖြစ်ပြီလို့ထင်ပါတယ်အဲ့တော့နောက်ထပ်မှတွေ့မယ် right Hello မင်္ဂလာပါကျွန်တော်သားဆိုပါဒီမှာ DJ Dynamite မင်္ဂလာပါ ဟုတ်ကျွန်တော်တို့နှစ်ယောက်အခု Bass Canon Music Festival အတွက်တခြင်းတိုက်လုပ်နေကြ rehearsal ပေါ့ဒီမှာကျွန်တော်တို့မနေ့ပြန်ကြရင်ရေးလဲဖြုတ်ဖို့အတွက်အစီအစဉ်တွေအများကြီးလုပ်နေပါတယ်ဒါပြင်ကျွန်တော်တို့နဲ့အတူတခြား international artist တွေလည်းအများကြီးပါတယ်ပြီးတော့ local number 1 artist တွေလည်းအများကြီးပါပါတယ်ခင်ဗျာ အားလုံးလာရောက်ဖြုတ်ဖို့ဖိတ်ခေါ်ပါတယ် တူတူဖြုတ်ကြမယ်နော် YG ပတ်ဒူဝေဝေ Okay thank you Yeah, I don't remember that cable ready to be live. Let's go. Go. ရောအားလုံးမင်္ဂလာပါကျွန်တော် Origin ပါဆိုတော့ Blackpink Bass Canon Festival ဘာလို့လဲတူဆုံးခြင်းပါတယ်ဆိုတော့ပွဲပြီးတဲ့ဒီနေပေးကြဖို့လည်းပြောခြင်းပါတယ်ကျွန်တော်နောက်ဆုံးဆက်ဖွင့်ပါပါအားလုံးပဲ see you guys then tomorrow let's go